Hi ဘန်ကောက်မှာကင်မနီရတာတခုကြိုက်တာတော့ Premium Hot Pot ကောင်းတွေကိုဈေးသက်သက်သာနဲ့ buffet စားလို့ရတာပါပဲဒီဆိုင်လေးကတော့ line ပေါ်မှာခုတလောအရန်ကိုနာမည်ကြီးနေတဲ့ဆိုင်လေးပါဘာကြောင့်မို့ဒီဆိုင်ကနာမည်ကြီးနေရလဲဆိုတော့သူတို့ရဲ့တကယ်ကို authentic ဖြစ်တဲ့ Chinese style Hot Pot စစ်ဖြစ်လို့ပါအသားတွေရဲ့ quality ကလည်းအရန်ကောင်းပြီးတော့အမဲသားတွေဆိုရင်လည်းတကယ်ကို great ပြည့်ရဲ့ဝါကူအသားတွေကစားရပါတယ် Hot Pot ဆိုင်ရဲ့အမဲသားကိုအဓိကစားခြင်းတဲ့သူတွေအတွက်ကတော့ဒီဆိုင်ကလာကိုလာသင့်ပါတယ်ဝါကူဆိုရင်လည်း grade A5 grade A4 တွေရပါတယ် buffet ရဲ့ဈေးနှုန်းကတော့399 599နဲ့999ဆိုပြီးတော့3မျိုးရှိပါတယ်အမဲသားကတော့999 package ကြမှာစပြီးပါတာပါအခြားစားစရာ menu တွေလည်း buffet ထဲမှာပါသေးတယ်ဒါလေးဆိုရင်ရှောက်လို့ရှန် तू ကကြောက်ပစုံအသေးလေးလို့ပြောတယ်စားလို့ကောင်းတယ်ပေါ့နော် तू ကတရုတ် style တရုတ်ပြည်မှာပဲရတယ်လို့ပြောပါတယ်ကိုရန် buffet ထဲမှာတော့ဒီလိုအရန်ကို fresh ဖြစ်တဲ့ salmon တွေကစပါတယ် salmon ရဲ့ဝါကူးရဲ့ပဲထိုင်စားအောင် buffet ကစားလို့တော်တော်တန်နေပါပြီ salmon ကိုမှဒါမျိုး salad အတုပ်လဲရတယ်ပေါ့နော် hot pot ဆိုင်ဝတ်သားပဲကြိုက်တဲ့ဆိုတဲ့သူတွေအတွက်လည်းဝတ်သားလွှာတွေကလည်းအရန်ကောင်းတယ်ပြောဖို့ချင်နေသေးတာကင်တို့မြန်မာတွေရဲ့အကြိုက်ကြက်မဲလေးရပါတယ်ကြက်မဲကတော့399ရန်စပြီးတော့ပါပါတယ်ဒီဆိုင်မှာ buffet မဟုတ်ဘဲနဲ့ကိုစားချင်တာကိုပဲမှာစားလို့ရတဲ့ a la carte menu လည်းရှိပါတယ်ဟင်းရည်ကလည်း9မျိုးတောင်ရတယ်ကင်တို့ယူခဲ့ရတော့မာလာရဲ့ပြီးတော့ collagen soup နဲ့ passion soup လေးပါမာလာကတော့ဒီဆိုင်ရဲ့ signature ပါမဖြစ်မနေကိုယူရမယ့်အရာပေါ့နော်ကင်တို့ယူလိုက်တဲ့ပင်မဲ့ဟင်းလေးကတော့အစမ်းပြားလေးမျိုးယူကြည့်လိုက်တာပေါ့နော် तू ကတိတ်တော့အသားနဲ့စားလို့မကောင်းဘူးပင်လယ်စားနဲ့စားမှပိုကောင်းပါတယ်ဆိုင်အချင်းကလည်းတော်တော်လေးကိုကောင်းပါတယ်သူတို့အချင်းဆက်ဖို့အတွက်လည်းချပေးထားတာအများကြီးပေါ့နော်ဆက်တောင်မဆက်တော့လို့ဆိုင်ရညမလေးတောင်ကူညီတောင်းခဲ့ရပါတယ်တောက်စီရ menu ရဲ့အတွက်ကတော့59ဘတ်ထပ်ပေးရတယ်59ဘတ်ပေးလိုက်ပြီဆိုတာနဲ့ soda drinks တွေရောဒီလိုမျိုးလက်ဖြော်အသီးဖြော်ရည်တွေစအများကြီးမှလို့ရပါသေးတယ်ဒီကဲမို့ကတော့ buffet ထဲမှာ complimentary ပါထပ်ပေးစရာမလိုပါဘူးဆိုင်မယ်လေးကတော့ခုရှိုင်း hot pot ပဲဖြစ်ပါတယ်။ဒီမလို့သွားစားခဲ့တဲ့ဆိုင်ခွဲလေးကတော့အဆုတ် terminal 21နာဆိုင်လေးပါ။ဆိုင်ခွဲနေနဲ့ဟွက်ခိုင်မာရဲ့ China Town မှာရဲ့လည်းဆိုင်ခွဲတွေရှိပါသေးတယ်။ဆိုင်ခွဲချိန်ကတော့မနက်7:00နာရီကနေပြီးတော့မနက်3:00နာရီထိဖွင့်ပါတယ်။ဒီမလို့ခုသွားခဲ့တဲ့အဆုတ်ဆိုင်ခွဲလေးကတော့နိုင်ငံခြားသားတွေလာစားတာတော်တော်များတယ်ပေါ့နော်။ဒီဆိုင်ခွဲလေးကိုလာမယ်ဆိုရင်တော့ Sukhumvit အစိမ်းလိုက်အောင်စီးပြီးတော့အဆုတ် station မှာဆက်မှာ exit 1ကထွက်ပြီးတော့ terminal 21ကနေ9မိနစ်လောက်လမ်းလျှောက်ရင်ရောက်ပါပြီ။ Thank you for watching မှာ Kim ကိုအားပေးတဲ့အနေနဲ့ like and share လေးလည်းလုပ်ခဲ့ပေးပါဦးနော်။ Bye bye